Okay အဲ့တော့ကျွန်တော်တို့ YouTube channel စထောင်ကြတော့မယ် research ချကြတော့မယ်အဲ့တော့ဘာတွေလိုအပ်တယ်လဲ requirement ဘာတွေရှိတယ်လဲဒီဗီဒီယိုလေးကကျွန်တော် requirement အကြောင်းလေးကျွန်တော်ပြောပြပါမယ် Okay အဲ့တော့ကျွန်တော်တို့ဒါလေးကကျွန်တော်တို့လိုအပ်တဲ့ဟာတွေပေါ့နော်ဆိုတော့ဒီကြည့်လိုက်လို့ရှိရင် for getting started စလုပ်ဖို့အတွက်ကိုကျွန်တော်တို့ဘာလေးလိုလဲဆိုတော့ thematic က idea လိုပဲအကြံဉာဏ်လိုပဲဟုတ်တယ်ကျွန်တော်တို့ channel ထောင်မယ်ဆိုလို့ရှိရင် channel ကကိုတင်နေတာတွေစွတ်တင်လို့မရဘူးကျွန်တော်တို့ဘယ်လို idea မျိုးတွေနဲ့ကျွန်တော်တို့တင်ပါလဲဘာအကြောင်းတွေပြောမှာလဲလူတွေပါပေးမှာလဲဒါမျိုးကျွန်တော်တို့အကြံဉာဏ် idea တွေလိုတယ်။နောက်အချိန်လိုတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအချိန်ယူပြီးတော့ဗီဒီယိုတွေဖန်တီးရမှာဟုတ်ကျွန်တော်တို့ time ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့လုပ်နိုင်စွမ်းနဲ့ကွာသွားလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ကအားသလားမအားဘူးလားရုံးတက်နေရသလားပြန်လာမှလုပ်ရမှာလားစိန်တွင်းနေမှလုပ်ရမှာလားအချိန်ရှိသလားဒါကြီးကျွန်တော်တို့တစ်ချက်စဉ်းစားရတယ်။ commitment စေရတဲ့မှုနဲ့ဆိုရင်အဲ့တော့ဆိုတဲ့ဘောကကျွန်တော်တို့ YouTube ရဲ့တဘောကကျွန်တော်တို့ channel ထောင်အခုထောင်မနေ့ဖက်ပတ်စံရအဲ့လိုမဟုတ်ဘူးဂျာထဲမှာအချိန်6လတစ်နှစ်လောက်ကျွန်တော်တို့ပေးပြီးတော့မှဗီဒီယိုတွေကိုကျွန်တော်တို့ပုံမှန်တင်နေရတယ်ဆိုတော့မြန်မာနိုင်ငံမှာတော့6လလောက်ဆိုရပါတယ်တကယ်ကြမှာဆို2နှစ်တောင်ကျွန်တော်တို့ပြောတယ်မြန်မာနိုင်ငံက6လလောက်ဆိုရဒါပေမဲ့6လအတွင်းမှာခုနကပြော commitment ရှိနဲ့ဇွဲရှိနဲ့ငါမအောင်မြင်မရှင်းတင်မယ်ဆိုတဲ့စိတ်မျိုးလေးကျွန်တော်တို့ရှိရတယ်အဲ့တော့ commitment ရှိပါမလား commitment ရှိအောင်လုပ်ရမယ်နောက် physical requirement အနေနဲ့ကျွန်တော်ဖုန်းလိုတယ်ဖုန်းကတော့ကျွန်တော်တို့မှာကိုကဖုန်းနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ဖုန်းမှာကျွန်တော် record လုပ်ဖို့အတန်သွင်းဖို့ edit လုပ်ဖို့ဒါတွေလိုလာတာပေါ့နော်ကျွန်တော်တို့ကင်မရာမရှိလဲဖုန်းနဲ့ကိုရိုက်လို့ရတယ်နောက်ပြီး laptop လိုမယ်ကျွန်တော်တို့ laptop ကကျွန်တော်တို့မရှိမဖြစ်လိုတာမဟုတ်ပေမဲ့တကယ်ကောင်းဖို့အတွက်ကျွန်တော်တို့ရဲ့တင်တဲ့ requirement တွေမှာလည်းပါပါတယ်တကယ်ကောင်းလုပ်ချင်တယ်ဆိုရင်တော့ laptop လိုတယ် laptop ကောင်းစရာမလိုဘူးဒါပေမဲ့ software တွေ run မှုတော့နိုင်ရမှာပေါ့နော်ဆိုတော့ laptop လိုမယ်ပြီးရင်တော့ basic computer skill computer အခြေခံလိုရကျွန်တော်တို့ကဒီတင်တက်ဖို့အတွက်ကိုဟို browser ဆိုတာဘာလဲကျွန်တော် mouse ဆိုတာဘာလဲလောက်ပြန်ရှင်းပြနေရမယ်ဆိုရင်တော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့က basic computer skill တော့လိုတယ် internet email သုံးတတ်ရမယ်ကျွန်တော်တို့ software လေးတွေကျွန်တော်တို့အကြောင်းနည်းနည်းသိရမယ်ဥမာ internet ဖွင့်မှာဆိုလို့ရှိရင် Google ကိုတော့ဖွင့်နိုင်ရမယ်တစ်ခုခုလိုချင်ရှာတတ်ရမယ်အဲ့လိုမျိုးတော့ကျွန်တော်တို့ကသိရမှာပေါ့လေဒါကတော့ computer အခြေခံရှိမှပဲကျွန်တော်တို့ဒီYouTube ဆိုတာကျွန်တော်လုပ်ဖို့ပို့ပြီးတော့အဆင်ပြေမှာပေါ့နော် Okay ဒါကတော့ကျွန်တော် requirement လေးတွေပါ Okay အဲ့တော့ကျွန်တော်တို့စလုပ်ပြီးတော့မှကြော်ညာတွေစပြီးရဖို့အတွက်ပတ်စံစရှာဖို့အတွက်ခုနပြောတဲ့ YouTube ရဲ့ Google AdSense တွေစပြီးတော့ပွင့်ဖို့အတွက်ကိုကျွန်တော်တို့ basic requirement ပါတယ်ရှိတယ်လေဒါတော့ကျွန်တော်များလည်းတည်ပြီးသားဖြစ်မှာပါเนาะအဲ့တော့ subscriber 1000လိုတယ်နိုင်4000watch hour လိုတယ်တစ်နှစ်အတွင်းအဲ့တော့တစ်နှစ်အတွင်းကျွန်တော်ရှင်းပြအောင်ပဲအဲ့အကြောင်းကိုလည်းကျွန်တော်များဖြစ်ကြတယ်ကျွန်တော်များထင်ကြတာကကျွန်တော်တို့အခုဂျွန်လာကနေစပြီးတော့ဒီနေ့ထားပါတော့အခုဂျွန်လာ1ရက်နေပဲထားပါတော့အခုမှကျွန်တော်ဒိတ်မေးနေပြီကျွန်တော်သိချာမကြည့်ရတယ်အဲ့တော့ထားပါဂျွန်1ရက်နေဂျွန်လာ1ရက်နေကနေစပြီးတော့ channel စထောင်နေဆိုလို့ရှိရင်နောက်နှစ်ဂျွန်လာ1ရက်နေအတွင်းမှာwatch hour 4000မရဘူးဆိုလို့ရှိရင်အကုန်လုံး0ပြန်ကိုက်သွားပြီးတော့အစအနေပြန်စရမယ်လို့လူတွေကထင်ကြတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးသူတွက်တဲ့ပုံစံရှင်းတယ်ကျွန်တော်က channel ကိုဘယ်ချိန်မှစထောင်ကျွန်တော်ထောင်နေတဲ့ချိန်ထောင်ကျွန်တော်ပတ်စံငွေရဖို့အတွက်စပြီး beneficiation စလျှောက်တော့မယ်ပေါ့စလျှောက်တော့မယ်ဆိုလို့ရှိရင် तू ကနိုင်4000တောင်းတယ်အဲ့နိုင်4000 तू ကဘယ်လိုတွက်တယ်လဲဆိုတော့ကျွန်တော် channel ဘယ်ချိန်မှပဲစထောင်အဲ့ဒီရှောက်မဲ့နေ့ပေါ့ကျွန်တော်ဒီနေ့ရှောက်မယ်ပေါ့ဟုတ်ပြီဒီနေ့ရှောက်မယ်ဆိုလို့ရှိရင်ရှောက်မဲ့နေ့ကနေတစ်နှစ်တိနောက်ကိုပြန်ဆုပ်လိုက်အဲ့တစ်နှစ်တိအချိန်အတွင်းမှာနိုင်4000 watch hour ပြည့်တယ်ဆိုလို့ရှိရင်ရှောက်လို့ရတယ် watch hour ဆိုတာကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုလူတွေကကြည့်ခဲ့တဲ့အချိန်နိုင်ပေါင်းပေါ့နော်နိုင်ပေါင်း4000ကျွန်တော်ရဲ့ဗီဒီယိုကပြ9မိနစ်ရှိရဆိုလို့ရှိရင်12ယောက်ကြည့်ရင်တနာရီအဲ့လိုတနာရီကနေနိုင်4000အဲ့လိုမျိုးနိုင်ပေါင်း4000လို့တာပေါ့9မိနစ်ရှိတဲ့ဗီဒီယိုတွေတစ်ခုအတွက်ဆိုရင်7မိနစ်ရှိတဲ့လူဗီဒီယိုတွေတစ်ခုအတွက်ဆိုလို့ရှိရင်6ယောက်အပြည့်ကြည့်ခဲ့တယ်ဆိုရင်ဒါဒီတနာရီအဲ့လိုမျိုးနိုင်4000အဲ့လိုမျိုးလို့တာဆိုတော့အဲ့ဒီနိုင်4000ခုနကပြောခဲ့တယ်လို့ကို channel စားတောင်ကလည်းနှစ်ကနေပြီးတော့နေ့ကနေပြီးတော့နောက်တစ်နှစ်တိကျတဲ့အချိန်မှာမပြည့်လို့ရှိရင်0ကိုက်သွားမှာမျိုးမဟုတ်ဘူးကိုကဒီနေ့ရှောက်မယ်ဆိုလို့ရှိရင်ရှောက်မဲ့နေ့ရဲ့ဟိုးအရှိတစ်နှစ်ကိုပြန်လှန်လိုက်ပြီးအဲ့တစ်နှစ်အတွင်းမှာနိုင်4000ပြည့်နေရှောက်လို့ရတယ်ဆိုတော့ကိုကတစ်လအတွင်းမှာနိုင်4000ပြည့်သွားလဲရတယ်ဒါပေမဲ့နိုင်4000တစ်နှစ်အတွင်းမှာဖြန့်ပြီးတော့ပြည့်နေလဲရတယ်ခုနကကျွန်တော်ပြောခဲ့တယ်လို့ပြည့်ဖို့ပဲလေဗျအဲ့တော့ကျွန်တော်ကဒီနေ့ရှောက်မယ်ဒီနေ့ကနေပြီးတော့ကျွန်တော်တို့နောက်ကိုတစ်နှစ်တိပြန်လှန်လိုက်လို့အဲ့တစ်နှစ်အတွင်းမှာနိုင်4000မပြည့်ဘူး3999နာရီပဲရှိတယ်ဆိုရင်ရှောက်လို့မရနော်အဲ့တော့ဆိုလိုတဲ့ဘောကကျွန်တော်က2019တုန်းကနိုင်4000ပြည့်ခဲ့တယ်2019မှာကျွန်တော်မလျှောက်လိုက်ရဘူး subscriber မပြည့်လို့ subscriber 1000မပြည့်သေးလို့ကျွန်တော်မလျှောက်လိုက်ရဘူးအခု2021မှာ subscriber 1000ပြည့်သွားပြီရှောက်မယ်လဲဆိုတော့နိုင်4000ကအခုကနေဒီနေ့ကနေစပြီးတော့တစ်နှစ်ကိုပြန်ဆုတ်လိုက်တဲ့အချိန်မှာဂျားရဲမှာနိုင်4000မပြည့်ဘူးကျွန်တော်နိုင်4000ပြည့်ခဲ့
နိုင်၄တောင်ရခဲ့တဲ့အချိန်က2019လောက်ရခဲ့တာ2019နောက်ပိုင်းကျွန်တော်ဗီဒီယိုတွေကကြည့်ရလို့နဲသွားတဲ့အခါကျတော့မပြည့်တော့ဘူးဆိုတော့ဒါဆိုမရအဲ့တော့ဒီမှာကျွန်တော်အဲ့လိုရှင်းရှင်းလင်းပြောချင်ပါတယ်ဒီနေ့ကနေရှောက်မယ်ဆိုရင်ရှောက်မယ်နေ့ကနေပြီးခဲ့တဲ့တနေ့တီတီအတွင်းမှာနိုင်၄တောင်ပြည့်ရင်ရပါပြီเนาะအဲ့တော့ဒီနေ့စထောင်တယ်ဒီနေ့ကနေနောက်တစ်နေ့မှာကျွန်တော်တို့နိုင်၄တောင်မပြည့်ရင်0ပြန်ကြိုက်သွားမယ်မျိုးမဟုတ်ပါဘူးเนาะအဲ့ဒါလေးကျွန်တော်ဒီမှာဆက်ရှင်းပြနောက် copyright strike မရှိဘူးအောင် copyright strike ဆိုတာကျွန်တော်တို့ရဲ့ဗီဒီယိုတွေမှာသူတခြားလူကလာပြီးတော့မှကျွန်တော်တို့သူများရဲ့ content ကိုကျွန်တော်တင်မိတယ်ဆိုပါတော့တင်မိတဲ့အခါမှာတခြားလူကကျွန်တော်ရဲ့ဗီဒီယိုဖျက်ချပြလိုက်တယ် copyright strike လုပ်လိုက်တယ်အဲ့ဒါမျိုးလုံးဝမရှိရဘူးပြီးရင်နောက်တစ်ချက်ကကျတော့သူများ content ကိုပြန်ယူတင်တဲ့ဟာမျိုးလုံးဝမလုပ်ရအောင်အဲ့တော့ခုန copyright strike အလုပ်မခံရခဲ့ဘူးဆိုရင်တော့မှကျွန်တော်တို့ရဲ့ channel ဒီခုနနိုင်subscriber 1000နဲ့နိုင်4000ပြည့်သွားလို့ရှိရင် YouTube ကိုရှောက်လို့ရှိရင် YouTube ကလူတွေကစစ်သေးတယ်စစ်တဲ့အချိန်မှာသူများ content တွေပြန်တင်ထားတယ်ဆိုလို့ရှိရင် copyright strike လုံးဝမထိခဲ့ဘူးဆိုရင်တော့မှရဖို့ခက်တယ်ဒါလုံးဝမရဘူးလို့ကျွန်တော်မပြောဘူးเนาะတခါတလေလွတ်ပြီးရသွားတဲ့ဟာတွေလည်းရှိပါတယ်နောက်ပိုင်းလွတ်ပြီးရသွားပြီးတော့တော်တော်ကြာတော့မှအဖြတ်ခံလိုက်ရတဲ့ဟာတွေလည်းရှိပါတယ်ကျွန်တော်သိရဲ့နာမည်ကြီးမြန်မာ channel တစ်ခုဆိုအဖြတ်ခံရတာ3ချိန်တိရှိပါပြီအဲ့3ချိန်တွင်းမှာရှိသမျှဗီဒီယိုအကုန်လုံးပျောက်သွားပါတယ်သူ့ရဲ့ဘောကတော်တော်ဆိုးပါတယ်ဘာကြောင့်လဲ reuse content ကြောင့်ပြန်သုံးနေတာသူများဗီဒီယိုတွေပြန်သုံးတယ်ဟိုမှာကိုပိုင်တဲ့ဟာမဟုတ်တဲ့ဟာတွေပြန်သုံးတယ်ပေါ့ဗျာအဲ့လိုပြန်သုံးခြင်းအပြင်အခုလွတ်သွားရင်တော့နောက်ကြဒုက္ခရောက်တယ်เนาะအဲ့ကျွန်တော်လူတွေအကုန်လုံးကိုကျွန်တော်ပြောထားတယ်သူများ content ဘာမှမသုံးနဲ့မင်းတို့ဖန်တီးခြင်းကိုယ့်ကိုဖန်တီးပြီးမှလုပ်ဒါမျိုးကျွန်တော်ပြောထားတယ် okay ဒါတော့ကျွန်တော်သိပြောပါမယ်ဒါတော့လောလောဆယ် copyright ကတော့ဒီလောက်ပဲအကြမ်းပြင်းကျွန်တော်မှတ်ထားပါပြီးရင် copyright အကြောင်းကိုကျွန်တော်တည်တံ့ရှင်းပါမယ် okay အဲ့တော့ YouTube ကနေပြီးတော့ခုနကငွေရှာတဲ့ကြော်ညာတွေပိုင်းငွေရှာတဲ့အပြင်ဟိုမှာစီးပွားရေးလုပ်ငန်းတစ်ခု business တစ်ခုအနေနဲ့အနေထားထိရအောင်သွားအောင်မယ်ဆိုရင်ရောဒါဘာလို့လဲဆိုရင်ဒါတွေလိုတယ်ဆိုတော့ fans ပရိသတ်လိုတာပေါ့ကျွန်တော်တို့ပရိသတ်ရှိမှကျွန်တော်တို့ကသူတို့ကိုကျွန်တော်တို့ရဲ့ products တွေကိုကျွန်တော်တို့ကြော်ညာလို့ရမှာလေနောက်ထုတ်ကုန်လိုတယ်ဟုတ်တယ်ကျွန်တော်တင်တန်းတင်ကျွန်တော်ရိုက်ထားတာမရှိလို့ရှိရင်တင်တန်း product မရှိလို့ရှိရင်ကျွန်တော်ဘာလို့သွားရောင်းအောင်အဲ့တော့ကျွန်တော် products လိုတယ် network အဆက်အသွယ်လိုတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တည်းသွားလို့မရဘူးကျွန်တော်တို့connection ရှိရတယ်ဟိုမှာထားပါတော့ကိုအလုပ်အပ်မယ်ခုန sponsorship အနေနဲ့သွားမယ်ဆိုရင် sponsorship အနေနဲ့ကျွန်တော်တို့အလုပ်အပ်မယ် agency နဲ့ကျွန်တော်တည်ထားမှရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီအချင်းချင်း collaboration လုပ်ဖို့ကျွန်တော်လည်းနောက် YouTuber တယောက်နဲ့ပေါင်းပြီးတော့တခုလုပ်မယ်ဒါမျိုးတွေကျွန်တော်တို့ network ချိတ်ဆက်မှုရှိမှရမယ်တယောက်တည်းသွားလို့မရဘူးနောက် business mindset ရှိဖို့လိုတယ်ကျွန်တော်တို့စီးပွားရေးလုပ်မယ်ဆိုတော့စီးပွားရေး mindset ပေါ့နော်အဲ့တော့ product ဒီအရှုံးအမြတ်ရှိနိုင်တယ်လို့ပြောလို့ရှိရင်ဒီဝင်ထွက်ငွေဘယ်လိုစီမံခန့်ခွဲမလဲလို့ customer service ဘယ်လိုပေးရမလဲဒါမျိုးတွေကျွန်တော်တို့ရှိလာတာပေါ့နော်ဒါကတော့ business ဘက်ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်လည်း customer service ခံထားတယ်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဝင်ငွေထွက်ငွေအမြဲတမ်းမှတ်တယ် financial ကိုကျွန်တော်တို့ run တယ် network ကျွန်တော်တို့လုပ်တယ် products တွေထုတ်တယ်ပြီးရင် friends ရအောင်လုပ်တယ်နော်ဒါကကျွန်တော်တို့ business ကိုသွားတဲ့ channel မျိုးစားမို့လို့ okay အဲ့တော့ business သွားမဲ့ channel မျိုးစားရဆိုလို့ရှိရင်လည်းဒါတွေလုပ်တယ်နော်အဲ့တော့လိုအပ်ချက်တွေတော့သိပြီအဲ့တော့ကျွန်တော်တို့ chapter 1ကတော့ဒီမှာပြီးပြီ chapter 2ကိုဆက်သွားရအောင်ပိုလန်းနိုင်လာတော့မယ် okay အဲ့တော့ chapter 1ပြီးတဲ့အတွက် congratulation ပါ chapter 2မှာပြန်ဆုံးမယ်